စုံလာပြီနေဟာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့နေတူနေမြတ်ကြီးဖြစ်ပါတယ်။ကစုံလာပြီနေရဲ့ထူးခြားချက်ကတော့ဗျာဒိတ်ဖွားမြင်ဘောဓိပင်စံဝင်နိဗ္ဗာန်နဲ့ဆိုတာနဲ့အညီသုံးလောကတွတ်တာဗုဒ္ဓမြတ်စွာဘုရားနဲ့ဆက်လျင်း၍ဗျာဒိတ်ခံယူတော်နေ့ဖွားမြင်တော်မူသောနေ့ဘုရားဖြစ်တော်မူသောနေ့ပရိနိဗ္ဗာန်ဆံတော်မူသောနေ့အစရှိတဲ့ဤထူးခြားချက်၄မျိုးတို့နဲ့တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ဤကဲ့သို့ထူးခြားချက်၄မျိုးနဲ့ပြည့်စုံနေတဲ့အတွက်ဒီနေ့ကိုကစုံလာပြည့်ဗုဒ္ဓနေ့လို့အမွန်းတင်ခေါ်ဆိုကြတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ဟာဘုရားဖြစ်တော်မူတဲ့နေတူးနေမြတ်ကိုအာယုံပြုပြီးကစုံလာပြည့်နေ့မှာပရိဘောဂစေတီထိုက်တဲ့ဘောဓိပင်ကိုရှည်သုံးလောင်းလေးရှိကြပါတယ်။ဘောဓိပင်ဟာတပိညုတဉာဏ်တော်ကိုရရှိ၍ဖျားဖြစ်တော်မူရာဌာနဖြစ်ခြင်းဖွားဘတ်တော်9ပါးမှာစိတ်ရင်းဝင်ဖြစ်ခြင်းတို့ကြောင့်ထူးခြားတဲ့တစ်ပင်တစ်မျိုးလည်းဖြစ်ပါတယ်။ဤကဲ့သို့မြတ်စွာဘုရားနဲ့တိုက်ရိုက်ဆက်ဆက်၍ဘောဓိပင်၌ရှည်သွန်းလောင်းခြင်းအစဉ်အလာကိုခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။မြမရိုးရာ12လရာသီပွဲတော်များနဲ့ကစုံလာမှာညောင်ရည်သွန်းပွဲတော်ကိုရိုးရာပွဲတော်အဖြစ်အစဉ်လာမပြတ်သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အနေနဲ့လည်းနှစ်စဉ်နှစ်တိုင်းကစုံလာပြီးနေ့ရောက်တိုင်းဗုဒ္ဓရုပ်ပွားဥဒိဋ္ဌစီရီတော်များကိုအနေကစားတင်ဗုဒ္ဓအဘိဓိကမင်္ဂလာသဘင်ဆင်ရင်ကျင်းပပြီးကုသိုလ်အထူးကိုစီးပူလိရှိကြပါတယ်။ကျောင်းကံဘုရားများကိုတွားရောက်ပြီးဒါနသီလဘာဝနာအမှုကိုပြုလုပ်၍ကစုံလာပြီးဗုဒ္ဓနေ့ကိုအမတ်တရဆင်နွှဲလေးရှိကြပါရဲ့ရှင်။